ယုံတကောင်နဲ့ကြက်မတ်တကောင်လက်ထက်ကြရင်ဘလို့ကလေးမျိုးမွေးလာမလဲတရိษံတွေရဲ့ပါတီပွဲတစ်ခုမှာယုံချောလေးတကောင်ကကြက်မလေးတကောင်ကိုမြင်မြင်ချင်းကြွေသွားပါတယ်သူတို့ကအန်ရီတွေကိုဂယုမဆိုင်ပဲပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကိုကြော်လွှားပြီးပေါင်းဖက်လိုက်ကြတယ်အဲ့ဒီနေ့ကစပြီးယုံနဲ့ကြက်မလေးဟာကြက်ချံတစ်ခုထဲမှာအတူတူနေထိုင်ခဲ့ကြတယ်လက်ထပ်ပြီး3ရက်မြောက်တဲ့နေ့မှာသူတို့ရဲ့ပထမဆုံးရင်သွေးလေးကဥခုံထဲကနေဖောက်ထွက်လာတယ်ဝိုင်းဆက်နေတဲ့မျက်လုံးလေးတွေကဖေဖေနဲ့မေမေရဲ့နှလုံးသားကိုချက်ချင်းအေးပြောသွားစေပြီးတားမိသားဖာ3ယောက်နွေးနွေးထွေးထွေးဖတ်ထားလိုက်ကြတယ်ယုံကလေးရဲ့4နှစ်ပြည့်မွေးနေ့မှာမိဘတွေကမိုးလာဦးနီကိမုံနဲ့အံ့အားသင့်အောင်လုပ်ပေးခဲ့တယ်ဒီနေ့ပြီးရင်သူကလွယ်အိတ်လွယ်ပြီးပထမဆုံးအကြိမ်ကြောင်းတက်ရတော့မှာပါမိဘတွေရဲ့ရင်ထဲမှာတော့စိတ်လှုပ်ရှားမှုရောစိတ်ပူပန်မှုတွေပါပြည့်နေနေတယ်စာသင်ခန်းထဲမှာယုံကလေးကစကားအယမ်းများပြီးခဏမငြိမ်ဖြစ်လို့ဆရာမရဲ့စူပူတာခံလိုက်ရတယ်အတန်းဖော်တွေအများကြီးရှိမှအဆူခံလိုက်ရတော့သူအယမ်းကြောက်လန့်သွားပြီးရုတ်တရက်ပိုက်ထဲမှာတမျိုးကြီးဖြစ်သွားတယ်အဲ့ဒီမှာတင်သူကရောင်စုံတစ်လုံးကိုချက်ချင်းဥချလိုက်မိတယ်ကျန်တဲ့ကလေးတွေအားလုံးကသူ့ကိုဝိုင်းရကြတာပေါ့ကျောင်းဆင်းလို့ယုံကလေးအိမ်ပြန်လာတဲ့လမ်းမှာဝက်တကောင်နဲ့မွေးပါတကောင်ကရုတ်တရက်ထွက်ချောက်ကြပြန်တယ်ထပ်ပြီးလန့်သွားပြန်တော့နောက်ထပ်ရောင်စုံတစ်လုံးထပ်ဥမိပြန်တယ်သူအယမ်းချက်ပြီးထွက်ပြေးလာခဲ့တယ်အိမ်ရောက်တဲ့အခါမိဘတွေနှစ်သိမ့်တာကိုလက်မခံပဲအခန်းထဲဝင်ပြီးတကားပိတ်ထားလိုက်တယ်သူဘာမှလုံးမိလို့လဲဆိုတာစဉ်းစားမရဖြစ်နေပြီးမိဘတွေကပါစိတ်နာလာတယ်ဘာလို့သူ့လိုလူထုလူဆန်းကိုဒီကဘာထဲခေါ်လာရတာလဲပေါ့နောက်တနေ့မနက်မိဘတွေတကားဖွင့်ကြည့်လိုက်တဲ့အခါတားဖြစ်သူကရောင်စုံတစ်လုံးပဲထားခဲ့ပြီးအိမ်ပြေးသွားတာကိုတွေ့လိုက်ရတယ်ယုံကလေးကဥတီချက်မရှိပဲရှောက်သွားနေပြီးလမ်းပြောင်းနေရှာတယ်အသက်ရှင်ရတာအတိတ်ပဲမရှိတော့ဘူးလို့သူခံစားနေရတယ်ရုတ်တရက်ကောင်မလေးတယောက်သူ့နာတက်လာတယ်ထပ်ပြီးလန့်သွားပြန်တော့ဥတလုံးထပ်ဥချလိုက်မိပြန်တယ်အဲ့ဒီကောင်မလေးကယုံကလေးရဲ့ထူးခြားတဲ့စွမ်းရည်ကိုရှာဖွေတွေ့ရှိသွားတယ်သူကြောက်စိတ်ဝင်တိုင်းဥတက်တာကိုပေါ့မကြခင်မှာပဲယုံကလေးကြောင်းသတင်းတွေနေရအနှံ့ပါလာပြီးကုမ္ပဏီကြီးတွေကစာချုပ်ချုပ်ဖို့တန်းစီဆောင်ခိုင်းလာကြတယ်ကြောက်တက်တဲ့ယုံကလေးဟာတ냐လေးနဲ့နာမည်ကျော်စူပါစတားကြီးဖြစ်သွားပြီးငွေရောကုန်ပါအရန်တက်လာပါတော့တယ်သူမိဘတွေကတော့တားဖြစ်သူရဲ့လှုပ်ရှားမှုတိုင်းကို TV ကနေပဲစောင့်ကြည့်နေရရှာတယ်နောက်ဆုံးမှာတော့ယုံကလေးသူမိဘတွေကိုသတိရလာတယ်သူ့မှာရှိတာတွေအကုန်ပြစ်ချထားခဲ့ပြီးအိမ်ကိုပြန်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲအိမ်ဆိုတာဘာလဲဆိုတဲ့အတိတ်ပဲကိုသူတကယ်နားလည်သွားခဲ့ပြီးလောကကြီးကသူ့ကိုဘယ်လိုမြင်လဲဆိုတာကိုသူဂရုမစိုက်တော့ပါဘူး